Hello แม่မင်္ဂလာပါတန်ရှင်းဟောင်းဒါအခုတရုတ်မှာရှိတဲ့ချန်ရှာ province တွေကလီလင်းဆိုတဲ့မြို့လေးတွေညာပေါ့နော်ဒီမြို့ကဒါ porcelain ceramic နဲ့ firework နဲ့နာမည်ကြီးရပေါ့နော်သူက 80% လောက်ကိုထုတ်တာပေါ့ဒီ project တွေကိုအဲ့တော့ဒီအခုတဲနေတဲ့ hotel ကိုပြမယ်ပေါ့နော်ဒီ hotel ကဒါ ceramic valley ထဲမှာရှိတာညီမတို့တဲတဲ့ hotel ရဲ့အဲ့ဒီရဲ့ဘေးနားမှာရှိတဲ့ဒါကြတော့ဒီသူတို့ ceramic excavation center လို့ပြောပေါ့နော်ဒီတဲကိုတော့ဝင်မကြည့်ပြပါဘူးဒါအခုဒီမြို့ကိုနှစ်ကြိမ်ရောက်တာပေါ့နော်နှစ်ကြိမ်ရောက်တာတော့အချိန်မရလို့ဝင်မကြည့်ခဲ့ဘူးပေါ့နော်ဒီအနောက်မှာရှိတာတော့ညီမတို့တဲတဲ့ hotel ပေါ့နော်ဒီ hotel ကလူသိများတယ်ပေါ့နော်ဒီလီလင်းကိုလာရင်ဒီ ceramic valley ကိုတော်တော်များများလာကြရပေါ့နော်သူတို့လူကေလည်းတော်တော်လာကြတယ်ဒီထဲက hotel မှာတဲသည်ဖြစ်စေမတဲသည်ဖြစ်စေဒီ ceramic valley မှာတပုံလာရိုက်ကြတယ်နောက်သူတို့ရဲ့ဒီ social platform ပေါ့နော် Weibo WeChat 小红书အမှတော်တော်တင်ကြရပေါ့နော် trendy ဖြစ်တဲ့နေရာပေါ့